အဲ့တော့အရင်နေ့ကသင်ခန်းစာလဲ data validation ပဲပေါ့နော်ဒီနေ့လဲ data validation မှာပဲဒီနေ့ data validation ကတော့ကျွန်တော်အရင်နေ့ကတော့ student ID ကို generate လုပ်ပြသွားတယ် AI ChatGPT ကိုသုံးပြီးတော့ပေါ့နော်ဒီနေ့ကတော့ကျွန်တော် current date နော် current date နဲ့ email address ပေါ့အခုတော့လောလောဆယ်ကျွန်တော် current date ကိုလုပ်မယ်ပေါ့နော်ကျွန်တော်prompt လေးတွေကတော့ကျွန်တော်ရေးပြီးသားပေါ့နော်ဒီ prompt လေးတွေရေးပြီးသားကတော့ကျွန်တော်ရေးရင်းနဲ့ပဲကျွန်တော်ပြောပြပေးသွားမှာเนาะကျွန်တော်ဒီရှေ့မှာ typing မရိုက်ချင်တော့လို့ပေါ့နော်ဟုတ်ပြီအဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီလက်ရှိလုံးမဲ့အကွက်တစ်ကွက်ကိုဆက်လက်မှတ်လိုက်ပေါ့နော်ဆက်လက်မှတ်လိုက်လို့ရှိရင်ဒီမှာဒီအကွက်ရဲ့နာမည်က G10 လို့ခေါ်တယ်ပေါ့နော် G10 လို့ခေါ်တယ်အဲ့တော့ကျွန်တော်ခုန copy လေးယူခဲ့ပြီးပြီဆိုတော့ကျွန်တော်ကဘယ်ကိုသွားမလဲဆိုတော့ ChatGPT ကိုသွားမယ်ပေါ့နော် ChatGPT ကိုသွားမယ်ဆိုတော့ကျွန်တော်ဒီမှာ new chat တစ်ခုခေါ်လိုက်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော် copy paste ဆိုပြီးတော့ခုနယူလာတဲ့ဟာလေးချလိုက်မယ်နော်အဲကျွန်တော်တို့ကဘယ်လောက်လဲဆိုတော့ခုန set address ကဘယ်လောက်လဲ G10 ပေါ့နော် G10 ဆိုပြီးတော့ဒီမှာကျွန်တော်အစဆုံးပြန်ဖတ်ပြမယ်နော် I'm creating the data validation in Excel at the set address ပေါ့ကျွန်တော်တို့ခုလက်ရှိသတ်မှတ်ထားတဲ့ G10 အတွက်ကိုကျွန်တော် data validation လေးတစ်ခုကိုဖန်တီးပေးပါဆိုပြီးတော့ပြောတယ်ပြီးတော့ the criteria that should accept only current date လက်ရှိရက်စွဲကိုပဲထည့်ပေးပါပေါ့နော်အဲ့ဒီ input ကိုပဲလက်ခံပါမယ်ဆိုပြီးတော့ကျွန်တော်တို့က enter လေးခေါက်လိုက်မယ်နော်G10 เนาะဟုတ်တယ်เนาะဒီမှာ G10 မှန်တယ်အဲ့ဆိုတော့ကျွန်တော်ဒီမှာရလာပြီ copy လေးကိုဒီ code လေးကို copy လေးကိုယူလိုက်မယ်နော်ယူပြီဆိုတာနဲ့ဒီ slab ခုန selection မှတ်မယ်เนาะဒီဟာလေးကို selection မှတ်မယ် data တက်အောက်မှာရှိတယ် data validation ကိုတွားမယ်ဒီမှာကျွန်တော်တို့က custom ကိုရွေးမယ်ဒီ formula မှာ control V formula တော့ဘာမှတိတ်ပြီးတော့မခက်ခဲဘူးပေါ့နော် G10 equal today ပေါ့နော် today function လေးကို G10 နဲ့ညီပေးလိုက်တာပဲဒါမဲ့ကျွန်တော်တို့ကမစဉ်းစားချင်ဘူးလေနော်စဉ်းစားချင်တဲ့အတွက်ကြောင့် ChatGPT ကိုတွန်းမိလိုက်တယ်ပေါ့ဒါပါပဲအဲ့တော့ okay ပေးလိုက်မယ်နော်အဲ့တော့ဒီအကွက်ကကျွန်တော်တို့က rule ကဝင်သွားပြီကျွန်တော်ရေးကြည့်မယ်နော်ဒီနေ့က21ရက်12လပိုင်းကျွန်တော်20လို့ထည့်ကြည့်မယ်20ဆိုပြီးထည့်ကြည့်မယ်လက်မခံဘူးသူကဒီနေ့ date ကိုဖြည့်ရမယ်နော်21ရက် DC ဆိုပြီးတော့ထည့်ကြည့်လိုက်ဒါဆိုဝင်သွားပြီเนาะကျွန်တော်တို့ enter data entry တခါတလေကျွန်တော်တို့ data entry ကောက်တယ်ဆိုလို့ရှိရင်လက်ရှိသူဖြည့်တဲ့ date ကိုပဲဖြည့်စီခြင်းတဲ့အခါမျိုးရှိတယ်လေအဲ့ဒါမျိုးကြောင့်မို့ကျွန်တော်ကဒီ rule ကိုလောက်ရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာ rule ဝင်သွားပြီဒီမှာ control C အောက်က rule တွေဝင်ခြင်းနေဆိုရင် control V ပေါ့ဒါဆိုဒီမှာလဲကျွန်တော်ကခုနလို 19DEC ဆိုပြီးထည့်ကြည့်လိုက်မဝင်ဘူးပေါ့နော်လက်မခံဘူးပေါ့အဲ့တော့ဒီမှာ21 DEC ဆိုပြီးမှလက်ခံမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုက email address နော် email address မှာလည်းကျွန်တော်က prompt လေးရေးပြီးသားရှိတယ်เนาะကျွန်တော် control C နဲ့ copy ယူလာလိုက်မယ် email address ရဲ့အကွက်ကို data validation လုပ်မဲ့အကွက်က cell ရဲ့ address name က cell name ကဘာလဲဆိုရင် H10 ပေါ့เนาะကျွန်တော်ခုနလိုပဲChatGPT ကိုပြန်သွားမယ်เนาะအဲ့တော့ I'm creating a data validation for capturing for email address from public domain site တခုလုပ်ဖို့အတွက်ဒါတော့ကျွန်တော်တို့ရှီရှောင်ပေါ့เนาะpublic domain လုပ်ဖို့အတွက် email address ကောက်ခံနေပါတယ်တဲ့ I'm creating the address at the cell address ပေါ့တော့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဟို cell address လုံးမဲ့ဟာလေးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ကလုပ်မယ်ပေါ့အဲ့တော့ဒီ set address ကကျွန်တော်က H10 ပေါ့เนาะအဲ့တော့ ChatGPT မှာကျွန်တော်ဒီနေရာမှာ H10 ပေါ့ကျွန်တော်ရေးလိုက်မယ်เนาะH10 ဆိုပြီးရေးလိုက်မယ်ပြီးတော့ use the commonly used criteria to check the entry valid email address along the email address ကိုပဲလက်ခံမယ် email address ဆိုကျွန်တော်တို့ကဟို add ပါတယ်လေ google.com ပေါ့ dot ပါရမယ် com ပါရမယ် .com ပေါ့နော်အဲ့လိုမျိုးပါရမယ်ပေါ့ဟို gmail add မပါတဲ့ဟာမျိုးဆိုလက်မခံဘူး dot မပါတဲ့ဟာဆိုလက်မခံဘူးအဲ့လိုမျိုးပုံစံမျိုးပါပဲเนาะအဲ့တော့ကျွန်တော် enter ခေါက်လိုက်မယ်အဲ့တော့ဒီမှာ function လေးပေါ့နော်ဒီ formula code လေးရေးပြလိုက်ပြီအဲ့ဒါဆိုကျွန်တော် copy code ယူလိုက်မယ်email address အကောင့်ပါပဲ email address ရဲ့အောက်ကအစဲခွက်မှာပဲကျွန်တော် select မှတ်မယ် data တက်အောင်မှာ data validation သွားမယ်ဒီမှာ custom ပေါ့နော်ဒီမှာ control V ဆိုပြီးချလိုက်မယ် okay ပြီးလိုက်မယ်เนาะအဲ့ဒါ do you want to continue ဘာဖြစ်နေလဲH10 ပေါ့နော်ကျွန်တော် H10 ပေးတာမှန်ပါတယ်เนาะH10 ဒီမှာလဲ sorry H10 မှန်ပါတယ်เนาะဒီမှာ control V ချမယ် right H10 1 okay ပြီးတယ်ဒီမှာရိုက်ကြည့်မယ်ခဏလေးเนาะ hhgmail.com လက်မခံအဲ့ဆိုရင် hh@gmail.com ဒါဆိုတော့လက်ခံတယ်เนาะရပြီပေါ့เนาะဒီမှာ rule ဝင်သွားတယ်ပေါ့เนาะဒီမှာကျွန်တော်ကအဲဆိုတော့delete ပြန်ဖြည့်မယ်เนาะဒီမှာ control C အောက်ကနှစ်ခွက်မှာ control V ထည့်မယ်
ဒါဆိုရင်ဒီမှာအဓိက तू က email address ဖြစ်တယ်ဆိုလို့ရှိရင်add ပါမယ် dot ပါမယ်ပေါ့နော်မောင်ပေါ့မောင်OUDLOOK outlook.com ဆိုပြီးတော့ကျွန်တော်ထည့်ကြည့်လိုက်မယ်ဒါဆိုလက်ခံတယ် तू ကတကယ်လို့ကျွန်တော်တို့ကတကယ်လို့ရေးတယ်လင်းကဝင်သွားတယ်ရေးတဲ့ကျွန်တော်တို့ဒီမှာဒီနေရာလေးမှာပေါ့နော်ဒီမှာကျွန်တော် add မထည့်ဘူး add ဖြောက်လိုက်တယ်ဆိုရင် तू ကလက်မခံဘူး data validation room မှာကျွန်တော်တို့ကဒီ email လက်ခံတာဖြစ်တဲ့အတွက်ကြောင့် app ပါမယ် .com ပါမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် doc လေးကိုကျွန်တော်ဖြုတ်ကြည့်လိုက်မယ်ရလားမရဘူးပေါ့နော်အပြည့်စုံပါကိုပါရတယ်ဒီမှာဘောတော့လှgmail.com ပေါ့ဒါဆိုရင်လက်ခံတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော် current date နဲ့ current date ထည့်ပုံထည့်နည်းနဲ့ email address ရဲ့ data validation rule ကိုထည့်ပုံထည့်နည်းကျွန်တော်ဒီ AI ကနေပြီးတော့မှ generate လုပ်ပြီးတော့ထည့်ပြသွားဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်